ရေကတော်ကြီးတယောက်ကသူ့သားအတွက်ဇနီးလောင်းရှာဖို့ဒေါ်လာ9 သန်းပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့မိန်းကလေးဟာမျက်လုံးတွေတောင်အယောင်တောက်သွားတာပေါ့။လူတိုင်းကတရေသားနဲ့လက်ထက်ချင်ကြပေမဲ့တရေကတော်ကြီးဟာသူ့သားဟာမတန်ဆွမ်းသူတယောက်ဖြစ်ကြောင်းကြေညာလိုက်ပါတယ်။အဲ့ဒီအခါမှာတော့မိန်းမတော်တော်များများဟာနောက်ဆုတ်သွားကြပါတယ်။ဒါပေမဲ့ဒီမိန်းကလေးတယောက်ပဲလက်ညှိုးထောင်လိုက်ပြီးမမေသမီးလက်ထပ်ပါမယ်လို့အော်ပြောလိုက်တာပါ။တရေကတော်ကြီးလည်းအရန်ကိုသဘောကျသွားပါတယ်။အဲ့ဒီနောက်သူတို့ဟာလက်ထက်စာချုပ်တွားချုပ်ကြပါတယ်။တရေကတော်ကြီးနဲ့လမ်းခွဲပြီးတဲ့နောက်မှာတော့မတန်ဆွမ်းဖြစ်နေတဲ့ခင်မိုးတဲ့ကစကားဆပြောပါတော့တယ်။မင်းကရွှေတွင်းတူးကျင်လို့လက်ထက်တာလားလို့မေးပြီးလက်ထက်စာချုပ်တစ်ခုကိုထုတ်ပေးလိုက်ပါတယ်။ငါမင်းကိုတစ်လားကိုဒေါ်လာ1 သန်းပေးမယ်။ဒါကငါအမေကိုလိန်ဖို့အတွက်ပဲလို့ပြောလိုက်ပါတယ်။မင်းကလေးကတော့အရင်ထက်တောင်ပိုပြီးစိတ်လှုပ်ရှားသွားပြီးဒီအလုပ်ကိုအကောင်းဆုံးဖြစ်အောင်တာဝန်ယူပါတယ်လို့ပြန်ပြောလိုက်တာပေါ့။အဲ့ဒီချိန်မှာပဲမင်းကလေးရဲ့အမဖြစ်သူရောက်လာပြီးမင်းကတော့ဒုက္ခိတတယောက်နဲ့လက်ထက်လိုက်ရပြီးငါယောက်ျားကတော့ကုမ္ပဏီကအုပ်ချုပ်ရေးမှူးကွာဆိုပြီးလာလောင်ပါတယ်။မိန်းကလေးကတော့ဂယုမဆိုင်ပါဘူး။နောက်နေ့ကအဖိုးဖြစ်သူရဲ့မွေးနေ့ဖြစ်တာကြောင့်ခင်မိုးတဲ့ကိုအဖော်လိုက်ခဲ့ဖို့ပြောတဲ့အခါသူကလည်းသဘောတူပြီးတန်မိုးကြီးလက်ဆောင်တစ်ခုပြင်ဆင်ပေးခဲ့ပါတယ်။ဒါပေမဲ့အမဖြစ်သူကမိန်းကလေးကိုထပ်ပြီးနှိမ်တဲ့အပြင်တွန်းထုတ်လိုက်ပါသေးတယ်။အဲ့ဒီချိန်မှာပဲမတန်ဆွမ်းဟန်ဆောင်ထားတဲ့ခင်မိုးတဲ့ကရုတ်တရက်ထားရလိုက်ပါတယ်။တကယ်တော့သူကမတန်ဆွမ်းဖြစ်ချင်အောင်ဆောင်နေတာပါ။ဒါကိုအမဖြစ်သူရဲ့ခင်မိုးကမြင်လိုက်တဲ့အခါမှာတော့သူကဘာတူလဲဆိုတာကိုချက်ချင်းမှတ်မိသွားပါတော့တယ်။